မင်္ဂလာပါဗမာပြည်အတွက်စာအုပ်တော့1873ခုနှစ်မုတ်တုံရာသီကာလတွင်အမျိုးသားတယောက်နဲ့သူ့ဇနီးတဲ့ရောင်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြတယ်။ဂျူနီဒီဇူလိုင်လ13ရက်နေ့ဖြစ်တယ်။သူဇနီးမောင်နှံဒီအမေရိကပြည်မှာခရီးနေလာခဲ့ကြတယ်။သူတို့နာမည်မှာအဒူနိုင်ရမ်ဂျက်ဆန်ခေါ်ယူရတန်နဲ့အန်ဂျက်ဆန်တို့ဖြစ်ကြပြီးဗမာပြည်သူတို့၏အခြေချနေထိုင်ရာအိမ်ဖြစ်လာခဲ့တယ်။သူတို့ဒီဗမာပြည်ရှိလူတိုင်းကိုနည်းနည်းသောမေတ္တာတရားထားရှိပြီးဗမာစကားကိုလည်းသင်ယူခဲ့ကြတယ်။ယူရတန်လီငယ်စဉ်ကတည်းကထူးချွန်ထက်မြက်သောကျောင်းသားသူဖြစ်ပြီးအထူးသဖြင့်ဘာသာစကားများသင်ယူလေ့လာခြင်းကိုနှစ်သက်ခဲ့တယ်။သူဒီငယ်ရွယ်တဲ့ချိန်မှာကောလိပ်ပညာကိုသူတစ်ပါးတည်းထူးချွန်စီးပူးခဲ့တယ်။အမေရိကပြည်နယ်မက်ဆာချူးဆက်ပြည်နယ်မှာသူဒီလစာကောင်းအလုပ်တစ်ခုကမ်းလှမ်းခြင်းကိုလက်ခံရရှိတော်လဲသူငင်းဆိုခဲ့တယ်။သူရဲ့ဆန္ဒကအာရှတိုင်းရှိအဝေးတနေရာမှာအခြားတိုင်းတစ်ပါးအတွက်အကူအညီနဲ့မျောလင့်ချက်တွေယူဆောင်လာခြင်းကြောင့်ဖြစ်တယ်။ယူရတန်နဲ့အန်ဂျက်ဆန်တို့ဒီဗမာပြည်သို့ရောက်ရှိပြီးရန်ကုန်ရှိနေအိမ်သိမ်းသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။သူတို့နှစ်ဦးဒီဗမာစကားကိုချက်ချင်းပင်စတင်သင်ယူခဲ့ကြတယ်။မြန်မာအခရာရေးသားနဲ့အတန်ထွက်မှာကွဲပြားတော်လဲသူတို့ဒီမြန်မာလူပြောဆိုရေးသားခြင်းကိုလုံးလဝရိယရှိစွာကြိုးစားအားထုတ်ခဲ့ကြတယ်။ယူရတန်ဒီထူးချွန်သောဆရာတော်၏အကူအညီအားဖြင့်မြန်မာစာရေးသားကို9နှစ်ကြာစနစ်တကျလေ့လာစီးပူးခဲ့တယ်။သူဒီမြန်မာပြည်မှာနှစ်ပေါင်း38နှစ်နေထိုင်ခဲ့တယ်။1850ခုနှစ်အသက်60အရွယ်တွင်ကွယ်လွန်ပြီးသူဒီမြန်မာလူမျိုးများအတွက်တန်ဖိုးရှိသောစာအုပ်3အုပ်ကိုချန်ထားခဲ့တယ်။ဇူလိုင်လတိုင်းတွင်များစွာသောမြန်မာနိုင်ငံသားများတွေဂျက်ဆန်တို့ရောင်ကုန်မြို့သို့ရောက်ရှိလာတဲ့နေ့ကိုဂုဏ်ပြုတဲ့အနေဖြင့်ဂျက်ဆန်နေ့ကို၍ကျင်းပပြုလုပ်လည်းရှိတယ်။ပရမစာအုပ်မြန်မာတရာယူရတန်ဒီမြန်မာစာပြီးတရာကိုလေးလာပြီးသူတင်ယူလေးလာခဲ့သမျှကိုတရားကျမ်းစာသုံးအဖြစ်မတန်တင်ခဲ့တယ်။1816ခုနှစ်တွင်သူ၏မြန်မာတရားကျမ်းကိုပြီးစီးခဲ့တယ်။ယူရတန်ဒီဒီကျမ်းကိုရေးသားပြီးနောက်နှစ်ပေါင်း150ကျော်သည့်တိုင်အောင်များစွာသောလူတွေထိုကျမ်းကိုအသုံးပြုနေဆဲဖြစ်တယ်။ပြောရမည်ဆိုရင်ထိုကျမ်းဒီသူ့ရဲ့အတူချုံးမှုနဲ့ပြည်စုံမှုတွေကြောင့်တန်ဖိုးရှိတယ်။1816ခုနှစ်တွင် George Hall လောက်ခေါ်တဲ့ပုံနှိပ်ထုတ်ဝေသူတဦးဒီပုံနှိပ်ဆက်တလုံးနဲ့ရောင်ကုန်မြို့သို့ရောက်ရှိပြီးဂျူပုံနှိပ်ဆက်ကိုအိန္ဒိယမှတငယ်ချင်းများထံကနေရရှိခြင်းဖြစ်တယ်။မကြာသေးခင်မှာပဲပထမဆုံးမြန်မာဘာသာဖြင့်ပုံနှိပ်ထုတ်ဝေသောစာပေများကိုမြန်မာနိုင်ငံရှိပုံနှိပ်ဆက်တစ်ခုမှစတင်ရိုက်နှက်ခဲ့တယ်။ဒုတိယစာအုပ်ကမြန်မာအင်္ဂလိပ်အဘိဓမ္မာယူရတန်ဒီသူ့တတတခြားလုံးပြည့်စုံသောမြန်မာအင်္ဂလိပ်အဘိဓမ္မာကိုဇွေးရှိစွာပြုစုဆောင်ရခဲ့တယ်။မြန်မာပြည်သူတွေအတွက်မြန်မာအင်္ဂလိပ်အဘိဓမ္မာမြင်မြလောက်ပြီးအရေးကြီးကြောင်းကိုယူရတန်လေးနားလည်ခဲ့တယ်။ဂျူမမြန်မာနဲ့အင်္ဂလိပ်စကားပြောသူများကြားဘုဒ္ဓတများစွာအပြန်အလှန်နားလည်ဖလှယ်မြင်နိုင်မည်ကိုသူသိခဲ့တယ်။ဤဘိဓမ္မာတွင်စကလုံးများနဲ့စကစုများပါရှိပြီးအခေါ်အဝါပေါင်း2000ကျော်ပါဝင်လက်ရှိတယ်။တတိယစာအုပ်တန်ရှင်းသောတမန်ကျမ်းစာယူရတန်ဒီမြန်မာပြည်တွင်တန်ရှင်းသောတမန်ကျမ်းစာကိုမြန်မာဘာသာသို့နှစ်ပေါင်း23ခုနှစ်ကြာရတိုင်အောင်ပြန်ဆိုခဲ့တယ်။ဒီတမန်ကျမ်းစာကိုအပိုင်း2ပိုင်းခွဲပြီးတစ်ပိုင်းကိုဓမ္မတိကျမ်းဟုခေါ်တယ်။ထိုကျမ်းကို1832ခုနှစ်တွင်အပိသက်ဘာသာပြန်ဆိုနိုင်ခဲ့တယ်။ကျန်တဲ့ကျမ်းတစ်ပိုက်ကတော့ဓမ္မဟောင်းကျမ်းဟုခေါ်ပြီး1838ခုနှစ်တွင်အပြီးပြန်ဆိုနိုင်ခဲ့တယ်။ထို့နောက်1840ခုနှစ်တွင်တန်ရှင်းသောဓမ္မကျမ်းစာ3လုံးကိုမြန်မာဘာသာဖြင့်ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တယ်။လွန်ခဲ့သောနှစ်ပေါင်း200နီးပါးကမြန်မာနိုင်ငံရှိဂျက်ဆန်ဘာသာပြန်ဆိုထားတဲ့တန်ရှင်းသက်တမန်ကျမ်းစာကိုမြန်မာနိုင်ငံရှိများစွာသောလူတို့ဒီယနေ့ထိ
ဆက်လက်ဖတ်ရှုလေ့လာလက်ရှိတယ်ဓမ္မကျမ်းစာဆိုတာဘာလဲဓမ္မကျမ်းစာတွေသမိုင်းတစ်လျှောက်တွင်ဖတ်ရှုအများဆုံးစာအုပ်တော်ဖြစ်တယ်လူဓမ္မကျမ်းစာရဲ့ထူးခြားမှုဖြစ်စေတဲ့အရာကတော့လူသားအားလုံးအတွက်ဖျားသခင်ပြီးထားတဲ့သတင်းစကားကြောင့်ဖြစ်တယ်လူတွေမိလက်ရှိတဲ့မိကွင်းတွေကတော့ငါဘာဖြစ်လို့ဒီလောကမှာရှိတာလဲတဲ့တီးပြီးနောက်တမလွန်ဘဝရှိသေးသလားဆိုတဲ့မိကွင်းတွေအတွက်အဖြေကိုဓမ္မကျမ်းစာကပေးပါတယ်ဓမ္မကျမ်းစာကဘဝအတွက်ကိုကျင့်တရားဆိုင်ရာလမ်းတွင်ချက်တွေပြီးယုံတာမကကျွန်တော်တို့အပြစ်လုံးမြင့်တဲ့အခါဖြည့်ရှင်းသောနည်းလမ်းကိုလည်းပဲပေးပါတယ်ထို့ကြောင့်ဓမ္မကျမ်းစာဒီအပြစ်လွတ်ခြင်းနဲ့ငြိမ်သက်ခြင်းကိုရရှိစေပါတယ်ဓမ္မကျမ်းစာမှာရှိတဲ့လက်တွေ့ကျတဲ့ဉာဏ်ပညာတွေဟာကျွန်တော်တို့ကိုယူသားဖို့ကြိုးစားလုပ်ကိုင်ဖို့ငွေကြီးစီမံခန့်ခွဲဖို့သူတစ်ပါးကိုကျင်နာဖို့နဲ့ပျော်ရွှင်တဲ့အိမ်တောင်စုဘဝရှိဖို့ရန်အတွက်တည်ဆောက်ပေးပါတယ်ဓမ္မကျမ်းစာဟာတန်းနဲ့ကြီးတဲ့လူတွေကိုမျောလင့်ချက်နဲ့နှစ်သိမ့်မှုကိုပေးခဲ့ပါတယ်တင်းကိုလည်းပဲလားသူပေးနိုင်ပါတယ်ဓမ္မကျမ်းစာရဲ့ခြုံငုံသုံးသပ်ချက်ဓမ္မကျမ်းစာရဲ့သူ့ဘာသာသူဖော်ပြခြင်းကိုအတည်ပြုကြပါစို့သူကျမ်းစာရှိသမျှသည်ဖျားသခင်မုတ်တင်တော်မူသောအားဖြင့်ဖြစ်၍ဖျားသခင်လူစုံလင်သောသူကောင်းသောအမျိုးမျိုးတို့ကိုပြုစုခြင်းကပြင်ဆင်သောသူဖြစ်မြဲကြောင်းဩဝါဒပေးခြင်းအဖြစ်ကိုဖော်ပြခြင်းဖြောင်းမစွာပြုပြင်ခြင်းတရားကိုတွင်တင်ခြင်းကျေးဇူးများကိုပြုတတ်တယ်ဒီမိုတေဒုတိယစာဆောင်ခန်းကြီး3ပိုင်းငယ်16ကနေ19ဓမ္မကျမ်းစာတွင်ကျမ်းပေါင်းစုပေါင်း66ကျမ်းပါဝင်ပြီးအဓိကနှစ်ပိုင်းခွဲခြားထားပါတယ်။၎င်းတို့မှာဓမ္မဟောင်းကျမ်းနဲ့ဓမ္မသစ်ကျမ်းတို့ဖြစ်ကြတယ်။ဓမ္မဟောင်းကျမ်းတွင်ဖန်ဆင်းခြင်းအကြောင်းဖျားသခင်ပြည့်တဲ့တရားများလူသားမနာခံခြင်းနဲ့တရားစင်ခြင်းတို့ကိုမှတ်တမ်းတင်ထားပါတယ်။ဂျူးလူမျိုးများတို့ရဲ့တမိုင်းအကြောင်းကြွလာမဲ့မေစီယအကြောင်းအနာဂတ်ကျမ်းစကားများလည်းပါဝင်တယ်။ဓမ္မသစ်ကျမ်းတွင်ဂရုထားတော်မူတဲ့အတိုင်းယေရှုသည်မေစီယဖြစ်ကြောင်းဖော်ပြပြီးမိသူမဆူမိမိအပြစ်မှနောင်တရပြီးကိုရောအားမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူအားလုံးသည်ခွန်အားပြီးမှုလမ်းတွင်မှုများပြအပ်ခဲ့တယ်ဓမ္မသစ်ကျမ်းတွင်ကကဘာကုံဆုံးမိကာလာနှင့်ထိုနောက်ပိုင်းဖြစ်ပျက်မဲ့အရာများအနာဂတ်စကားများလည်းပါဝင်ပါတယ်ဓမ္မကျမ်းစာကဖျားသခင်မေသူဖြစ်ကြောင်းကိုဖော်ပြထားတယ်ဖျားသခင်ဒီစัจ java တစ်ခုလုံးကိုဖန်ဆင်းတော်မူသောဖန်ဆင်းရှင်ဖြစ်တော်မူတယ်ဓမ္မကျမ်းစာရဲ့ပထမဆုံးစာကြောင်းမှာအစာအုပ်၌ဖျားသခင်ဒီကောင်းကင်နဲ့မေကြီးကိုဖန်ဆင်းတော်မူတယ်ကပောက်ကျမ်းခန်းကြီးအပိုင်းငယ်မှာဖော်ပြထားပါတယ်ဖျားသခင်ဒီကျွန်တော်တို့ဒီလောကသို့ရောက်ရှိလာမှုပြောပြလူတွေမှာမှန်သောအရာဖြစ်ပြီးသူတွေချက်ချင်းပင်ရှင်းပြခဲ့တယ်လူသားများဒီ Big Bang လို့ခေါ်တဲ့မဟာပေါက်ကွဲမှုကြီး theory ကဲ့သို့သောအယူဆများတည်ထွင်ကြမည်ဖြစ်ပြီးထိုကဲ့သို့သောယူဆများခံယူမိလင်တိကျမှန်ကန်သည့်တမန်ကျမ်းစာပေါ်တန်တရားဖြစ်စီနိုင်ဒီကိုတော်ဒီတေချာစွာသိရှိခဲ့တယ်။ဖန်ဆင်းရှင်ဘုရားသိရှိသည်ဟူသောအချက်ကိုမတ်တာပြောပြလိုက်ရန်ကိုတီးတော့စိတ်နှလုံးတစ်ခုကိုလိုတိုင်းကဘုရားသခင်ပေးတော်မူတယ်။ဘယ်ကြောင့်နေမူကားဖန်ဆင်းတော်မူသောအရာများထောက်ရှုသဖြင့်ဘုရားသခင်တကူတော်နဲ့ခြာရဖြစ်တော့တေးဟူသောမျက်မမြင်ရသောဘုရားသခင်အရာတို့သည်ကဘာတီရီကာလမဆောက်၍ထင်ရှားလည်းရှိတယ်။ထို့ကြောင့်သူတို့ဒီကိုယ့်ဘစ်ကိုမဖုံးနိုင်ရယောမအော်ရာစာခန်းကြီးတစ်ပိုင်းငယ်20မှာပေါ်ပြထားပါတယ်။ဘုရားသခင်ဒီကျွန်တော်တို့အားဖန်ဆင်းခဲ့ကြောင်းကိုအသိပညာပေးခဲ့ပြီးဖြစ်သောကြောင့်သူ့ကိုလက်လူရှုဖို့ဘာအကြောင်းပြချက်မှမရှိပါ။သူဒီဖန်ဆင်းရှင်ဖြစ်တော်မူသောကြောင့်ကျွန်တော်တို့အတွက်ဘယ်အရာကအကောင်းဆုံးဖြစ်တယ်ကိုတော်တည်တော်မူပြီးကျွန်တော်တို့လိုက်နိုင်ရန်စီမင်းစည်းကမ်းကိုလည်းလမ်းတွင်ပြီးတော်မူတယ်။ဘုရားသခင်ဒီအဘယ်သူနဲ့သူ့เจ้าကိုတမန်ကျမ်းစာကကျွန်တော်တို့ကပေါ်ပြထားတယ်။လူများတွေကဘာပေါ်ရှိပြဿနာအားလုံးအတွက်ဘုရားသခင်ကိုအပြစ်တင်မြန်ကြဒီမှာဝမ်းနည်းစရာဖြစ်တယ်။ကိုတော်ဒီမကောင်းမှုကိုဖန်ဆင်းတော်
မမူခဲ့ပါသူဒီစုံလင်သောကဘာကိုဖန်ဆင်းခဲ့တယ်ဘုရားသခင်ဒီမိမိဖန်ဆင်းသမျှသောယာတို့ကိုကြည့်ရှုလင်အလွန်ကောင်းတွေကိုမင်တော်မူရဲ့ညဝိုးနဲ့နန်းနဲ့ဒီစတမနေ့ရက်ဖြစ်လေတယ်ကဘာကျခန်းကြီးတဲ့ပိုင်းရဲ့31မှာပေါ်ပြထားပါတယ်ပြည့်ဖျားနာခြင်းသို့မဟုတ်ဝမ်းနည်းခြင်းမရှိခဲ့ပါအရာအလုံးဒီအလွန်ကောင်းခဲ့တယ်ဘယ်အရာဒီခတ်သိမ်းသောအရာကိုပျက်စီးစေခဲ့သနည်းစာတန်ဒီလူသားအပြစ်လို့ရန်တွေးဆောင်ခဲ့ပြီးကျွန်တော်တို့အားလုံးဒီထိုချိန်မှစ၍နားမထောင်ခဲ့ကြပါဤလောကရှိမကောင်းမှုအားလုံးဒီဖျားတခင်ထံမှမဟုတ်ပဲအပြစ်မှဖြစ်ပေါ်လာတဲ့အကျိုးဆက်မှုဖြစ်တယ်။ခြာရဖျားဒီမိရိအမားကိုမြမလွင်ကျူးနိုင်ပါ။ဖျားတခင်ဒီမူလအဖြစ်ဖြစ်၍အမှုတော်ဒီစုံလင်ပြီးတယ်။စီရင်တော်မူသမျှတို့ဒီတရားနဲ့ညီလက်သက်စာဆောင်တော်ဖျားအပြစ်ကင်းလွတ်ဟုံးမှန်ဖြောင့်မတ်တော်ဖျားဖြစ်တော်မူတယ်။တရားဟောရကျမ်းအခန်းကြီး30တဲ့ပိုင်းငယ်လေးမှာပေါ်ပြထားပါတယ်။ကိုတော်ဒီအပြစ်ကင်းစင်သောတော်မူသောသူတရားမျှတသောသူအမြဲမှန်ကန်တော်မူသောဘုရားဖြစ်တော်မူတယ်။သူမြမကဘုရားသခင်ဒီချစ်ချင်းမြတ်တာဖြစ်တော်မူတယ်တဲ့။ယောဟန်ဩရစာပရမစာဆောင်ခန်းကြီး၄အပိုင်းငယ်၈မှာပေါ်ပြထားပါတယ်။သူဒီအပြစ်အရင်မဲ့မဟုတ်ပါ။ဘုရားသခင်ဒီကျွန်တော်တို့အသက်အကောင်းဆုံးကိုအလိုတော်ရှိတယ်။သို့တော်လေကိုတော်ဤပြည့်တဲ့တရားများကိုမနာခံခြင်းဒီကျွန်တော်တို့လူ့ဖွဲ့စည်းအတွက်ကြီးမားသောဒုက္ခအကျိုးဆက်မှုကိုဖြစ်စေခဲ့တယ်။လူတိုင်းပြည့်တဲ့တရား၁၀ပါးကိုစောင့်ထိန်ပြီးဆိုရင်ဤလောကဒီမြင်မြပြီးအံ့ဩဖွယ်ကောင်းပြီကိုတွေးကြည့်ပါလူသက်မှုခိုးမှုနဲ့မုသာပြောဆိုမှုရှိမည်မဟုတ်ပါသားသမီးများလည်းမိဘစကားကိုနားထောင်ကြလိမ့်မယ်အိမ်ထောင်တွေလည်းအချင်းချင်းသက်စာရှိကြလိမ့်မယ်လူတွေတတ်မှတ်ခြင်းမရှိသောကြောင့်အကျွေးနဲ့ကင်းလွတ်စွာနေထိုင်နိုင်ကြလိမ့်မယ်စင်စစ်ဖျားတကယ်ပြည့်တဲ့တရားများတွေဉာဏ်ပညာနဲ့ပြီးဆုံးပါတယ်ဓမ္မကျမ်းစာကလူသားတွေဘယ်လိုပုံစံဖြစ်ကြောင်းကိုဖော်ပြထားတယ်ကျွန်တော်တို့သိခဲ့တဲ့အတိုင်းပါပဲကျွန်တော်တို့ဟာနားမထောင်တော့သူတွေဖြစ်တယ်မိမိကိုမိမိမြင့်မားသောအမြင်ရှိနိုင်တော်လဲကျွန်တော်တို့ရဲ့ကြာဆုံးမှုလည်းပဲသိပါတယ်ထိုရာကိုဘုရားသခင်သိတော်မူတယ်အဘယ်ကြောင့်နေမူကလူအပေါင်းတို့ဒီဒုစိတ်ကိုပြုတ်၍ဘုရားသခင်ရှိတော်၌အတည်ပြတ်ကြပြီယောမဩရာစာခန်းကြီး3အပိုင်ငယ်23မှာမိန်တော်မူတယ်အပြစ်ရှိတယ်ဆိုတာအခြားသူတွေဒါမဟုတ်ပဲကျွန်တော်တို့အားလုံးလည်းအပြစ်သားဖြစ်တယ်ဘယ်လောက်ပဲကြိုးစားကျွန်တော်တို့ဟာအမှန်နဲ့မကင်းနိုင်ပါအမှန်တရားကတော့ကျွန်တော်တို့ကိုယ့်ဘာသာကိုပြုတ်ပြင်လို့မရနိုင်ဘူးဆိုတာပါပဲကျွန်တော်တို့ဟာဘုရားသခင်ရဲ့ပြည့်တဲ့တရားတွေကိုချိုးဖောက်တော်သူတွေဖြစ်ကြတယ်ဒါကြောင့်ဘုရားသခင်ထံမှခွင့်လွှတ်ခြင်းကိုကျွန်တော်တို့ခံယူဖို့လိုအပ်ပါတယ်ဆိုတော့တမန်ကျမ်းစာကဖော်ပြသောတရားစီရင်ခြင်းဘုရားသခင်ခွင့်လွှတ်ခြင်းကိုရရှိရန်အလေးမထားခြင်းသည်တရားစီရင်ခြင်းစီတို့ဥတည်စီတယ်အပြစ်အတွက်ပြီးစရမယ့်အပြစ်ဒဏ်ဆိုတာရှိတယ်အပြစ်တရားရဲ့အခါခါတည်ခြင်းပြီးတယ်ယောမဩရာစာခန်းကြီး6အပိုင်းငယ်73မှာပေါ်ပြထားပါတယ်ဤတည်ခြင်းမျိုးသည်ထာဝရပျက်စီးခြင်းကိုယဉ်နှွှဲတာဖြစ်တယ်ထိုအခါမရဏနဲ့မရဏနိုင်ငံကိုမိရိုက်ထဲသို့ချပစ်လေတယ်ထိုတည်ခြင်းကဒုတိယတည်ခြင်းဖြစ်သည်ဗျာဒိတ်ကျမ်းခန်းကြီး20အပိုင်းငယ်14မှာပေါ်ပြထားပါတယ်ဘုရားသခင်ကျွန်တော်တို့ကိုချစ်တော်မူသောကြောင့်အပြစ်စင်ခြင်းခံဖို့ရလိုတော်မရှိပါဒါကြောင့်အပြစ်အကျိုးဆက်များကိုတတိပေးရန်နဲ့ဘူတော်၏ခွန်လချင်းနီလန်းကိုပြောပြရန်တမန်ကျမ်းစာကိုကျွန်တော်တို့ကပြီးခိုက်တယ်ဆိုတော့တမန်ကျမ်းစာကဘုရားသခင်ကျွန်တော်တို့အတွက်ဘာလုပ်ပြီးခဲ့အကြောင်းကိုဖော်ပြတယ်ကျွန်တော်တို့သိထားတဲ့အတိုင်းပါပဲတမန်ကျမ်းစာကဘုရားသခင်ဤသုံးပါးသဆိုတည်ရှိကြောင်းကိုဖော်ပြထားပါတယ်ကျွန်တော်တို့မှာအစိတ်ပိုင်း၃ခုခန္ဓာစိတ်ဝိညာဉ်ရှိသလိုဘုရားသခင်ဒီသုံးပါးသဆိုဖြစ်ပြီးကမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဖြစ်တော်မူတယ်ဆိုဘုရားသခင်ကျွန်တော်တို့ဘယ်လောက်ထိချစ်တော်မူကြောင်းကိုကျွန်တော်စဉ်းစားကြည့်ပါဘုရားသခင်သားတော်ကိုယုံကြည်သောသူပေါင်းတို့ဒီ
ပျက်စီးခြင်းတို့မရောက်သာရသက်ကိုရရှိခြင်းကဘုရားသခင်သည်မိမိ၌တပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူတယ်။ယောဟန်ခန်းကြီး3အပိုင်းငယ်16ယေရှုသားတော်သည်ကောင်းကင်ဘုံကိုစွန့်၍လူပြည်သို့ကြွလာပြီးအပြစ်ကင်းစင်သောအသက်တာကိုဖျက်ဆီးကာလက်ဝါးကားတိုင်ပေါ်မှာအသေးခံတော်မူခြင်းအပြင်ကျွန်တော်တို့ခံထိုက်တဲ့ပြစ်ဒဏ်ကိုသူကိုယ်တိုင်တည်ဆောင်ပြီးခံတော်မူတယ်။ဘုရားသခင်သည်တရားမျှတတော်မူသောကြောင့်သူသည်အပြစ်ဒဏ်ပြီးလက်ရှိတယ်။သို့တော့ကိုတော်သည်ချစ်ချင်းမေတ္တာနဲ့ပြည့်စုံတော်မူသောကြောင့်ကျွန်တော်တို့ရဲ့အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းကဒါကတော့ယေရှုကိုအပြစ်ဖြေစရာရစ်ကောင်အဖြစ်ကဲ့သို့ခံထားတော်မူတယ်။ဒါကြောင့်နိယမိုကဘုရားသခင်သည်အပြစ်နဲ့ပြည့်ရှိသောသူဖြစ်စီတော်မူတယ်။ကြောင်းမူကားငါတို့ဒီထူသူအားဖြင့်ဘုရားသခင်ရှိတော်၌ဖြောင့်မတ်သောသူဖြစ်မြဲကြောင်းသည်ကောရိန္သုဒုတိယစာဆောင်ခန်းကြီး9အပိုင်းငယ်27မှာပေါ်ပြထားပါတယ်။ကျွန်တော်တို့ဒီအပြစ်သားများဖြစ်တော်လဲယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခြင်းအပြင်ဖြောင့်မတ်ခြင်းကိုရရှိနိုင်ပါတယ်။တမန်ကျမ်းစာကကယ်တင်ခြင်းရရှိဖို့နေလန်းကိုဖော်ပြထားတယ်။ကျောင်းမူကားယေရှုသည်ကျွန်တော်တို့အပြစ်သက်အဖို့ခကိုပေးခဲ့ပြီးဖြစ်သောကြောင့်ကျွန်တော်တို့ကိုယ်တိုင်ထိုအပြစ်သက်အဖို့ခမပေးနိုင်ကြောင်းကိုအသိပေးတယ်။ပိခွန်လချင်းကိုရရှိဖို့ရန်ဘယ်ကောင်းမှုကုသိုလ်မှမတတ်နိုင်ပါသို့တော့ယေရှု၏အချက်နှစ်ချက်ကိုဖော်ပြထားပါတယ်။နောင်တရကြလောဧဝံဂေလိတရားကိုယုံကြည်ကြလောဟူသောချက်ကိုဖြစ်ပါတယ်။မာကုခန်းကြီး1ပိုင်းငယ်15မှာဖော်ပြထားပါတယ်။ပထမချက်ကကျွန်တော်တို့နောင်တရဖို့လိုတယ်။ဆိုလိုတာကကျွန်တော်တို့ရဲ့စိတ်ထားကိုပြောင်းလဲရမှာဖြစ်တယ်။ကျွန်တော်တို့ရဲ့ပြစ်ဒီဘုရားသခင်ကိုစော်ကားကြောင့်ကျွန်တော်တို့သိတဲ့အခါမှာသူအဖြစ်ကိုယွင်ရှာပြီးတန်းစင်းစင်ကြယ်လိုသောစိတ်ရှိသင့်ပါတယ်ဒုတိယချက်အနေနဲ့ကျွန်တော်တို့ဟာဧဝံဂေလိတရားကိုယုံကြည်ရမှာဖြစ်တယ်ဧဝံဂေလိတရားဆိုတာခရစ်တော်ရဲ့အသေးခံခြင်းတကြိုခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကိုယဉ်နှွမ်းတာဖြစ်တယ်ယေရှုရဲ့ကျွန်တော်တို့အပြစ်အတွက်ပူစားအသေးခံပြီးရှင်ပြန်ထမြောက်ခဲ့အကြောင်းကိုသင်ယုံကြည်မိဆိုရင်သင်လေးကယ်တင်ခြင်းကိုရရှိလိမ့်မယ်။သခင်ယေရှုကိုသင်ကယ်တင်ရှင်အဖြစ်လက်ခံခြင်းအဖြစ်ဘုရားသခင်ကယ်တင်ခြင်းလက်ဆောင်ကိုလက်ခံရန်အသင့်ဖြစ်ပြီလား။ဖြစ်ပြီဆိုရင်သင်ကိုဘုရားသခင်ခွင့်လွှတ်ပြီးပြောင်းလဲပေးဖို့အသင့်ရှိနေပြီ။ကြောင်းမူကားဒါဝရဘုရားကိုဗရဏာပြုသောသူရှိသမျှတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်ကြလက်တံယောမဩရာစာခန်းကြီး30အပိုင်းငယ်73မှာဖော်ပြထားပါတယ်။သင်ဒီကိုရောကိုခေါ်ပြီးကယ်တင်ခြင်းရဖို့ဆုတောင်းနိုင်တယ်။ဒီနည်းပဲသင်ကယ်တင်ခြင်းရရှိဖို့ရန်အတွက်ဆုတောင်းတန်ကိုစစ်မှန်သည့်တဆူသည်သောဘုရားသခင်ကနားညောင်းတော်မူလိမ့်မယ်။သင်ဒီဘုရားသခင်ပြည့်ညတ်တော်များချူးဖောက်ခဲ့ကြောင်းသင်သဘောပေါက်သွားသလား။ဘုရားသခင်ကိုပြစ်မှားမိတဲ့အတွက်တင်နောင်တရပါသလားဓမ္မကျမ်းစာတွင်ဖော်ပြထားတဲ့အတိုင်းယေရှုခရစ်တော်သည်ဤလောကသို့ကြွလာ၍တင်းရဲ့အပြစ်များတဲ့အပြစ်ဒဏ်ကိုသူကိုယ်တိုင်ခံယူတော်မူပြီးတင့်အတွက်အသေးခံတော်မူကြောင်းကိုတင်ယုံကြည်ပါသလားဒီကယ်တင်ခြင်းအတွက်ကိုတော်တပါးတည်းကိုသာယုံကြည်ပါသလားစိတ်နှလုံးအမှန်ဖြင့်ယနေ့ပင်ဖျားသခင်ထံအော်ဟစ်ပါကိုတော်ဒီတင့်ကိုနားညောင်းတော်မူလိမ့်မယ်သူဒီတင်းရဲ့အပြစ်များကိုလွတ်တော်မူမှာဖြစ်ပြီးသာရတက်သေးဟူသောစုကျေးဇူးကိုအဖို့ကပေးเสียမလို့ပဲတင်ရပေးသနာတော်မူမယ်မြန်မာပြည်အတွက်စာအုပ်တော်ယူရတန်ဒီဤဘဝ၌တင်ယူရတဲ့အထောက်ကိုဖြစ်စီရန်အတွက်မြန်မာလူမျိုးများအားစာအုပ်နှုတ်တရားနဲ့အပြည့်တန်ပြီးခဲ့တယ်မိသူမဆူမြန်မာစာဖတ်တတ်သူတိုင်းနောင်တမလုံးဘဝအတွက်ဘုရားသခင်အမှန်တရားကိုလေ့လာသိစစ်စေရန်ဒုတိယမြောက်စာအုပ်ဖြစ်တဲ့တန်ရှင်းသောတမန်ကျမ်းစာကိုလည်းပဲဘာသာပြန်ဆိုပြခဲ့တယ်